ဒုနာယောဂအတွက်ဆောင်ရန်ရှောင်ရန်နဲ့လိန်ဆေးပြုလုပ်ပုံကိုပြောပြပေးထားတာအရန်ကောင်းပါတယ်အတူတူကြည့်လိုက်ရအောင်ဒီနေ့မှာတော့ဆရာမဒုနာကျင်နဲ့ပတ်သက်ပြီးတော့ဆောင်ကျင်လိုက်နာပေးရမယ့်အချက်တွေနဲ့ဒုနာကျင်အတွက်တရင်ကြီးရဲ့အကောင်းကျိုးအာနိသင်တွေကိုဝေမျှပေးသွားမှာပဲဖြစ်ပါတယ်ရှင်ဆရာမကတော့တော်ဝင်မမပါတိုင်းစီပညာရှင်တယောက်ဖြစ်ပါတယ်ရှင်အခုပထမဆုံးအနေနဲ့ဒုနာယောဂဖြစ်စေနိုင်တဲ့အကြောင်းရင်းတွေကိုဝေမျှပေးချင်ပါတယ်ရှင်ဒုနာယောဂဖြစ်စေနိုင်တဲ့အကြောင်းရင်းတွေကတော့အချိန်ကြာကြာမတ်တက်ရက်ပြီးအလုပ်လုပ်ရတာအချိန်ကြာမြင့်စွာဒူးကွေးပြီးအလုပ်လုပ်ရတာထိခိုက်ဒဏ္ဍာရထားတာဒုစီကြည်ပေါင်းတက်တာလေးဘက်နာအစိရောင်ယောဂရှိတာဒါအပြင်ခန္ဓာကိုယ်ဝါဖြိုးလွန်းတဲ့သူခန္ဓာကိုယ်ပိန်ကြုံလွန်းတဲ့သူနဲ့အသက်အရွယ်ကြီးတဲ့သူတွေမှာလည်းဒုနာတဲ့ဝေဒနာကိုခံစားကြရပါတယ်ရှင်ဒုနာယောဂမဖြစ်ရလေအောင်အချိန်ကြာကြာမတ်တက်ရက်တာအချိန်ကြာကြာဒူးကိုကွေးထားတာတွေမလုပ်ဖို့နဲ့ကိုယ်လေးချိန်ထိမ့်သိမ့်ဖို့အရေးကြီးပါတယ်ဒုနာယောဂဖြစ်စေရတဲ့အကြောင်းရင်းတွေကိုသိသိပြီးတဲ့နောက်မှာတော့ဒုနာယောဂဖြစ်တဲ့အချိန်မှာရှောင်ကျဉ်ပေးရမယ့်အစားအစာတွေကိုလည်းဝေမျှပေးချင်ပါတယ်ရှင်ဒုနာယောဂဖြစ်နေတဲ့အချိန်မှာရှောင်ကျဉ်ပေးရမယ့်အစားအစာတွေကတော့ဝက်သား၊ပဲသား၊မှု၊မြင်း၊ဝမ်းတွင်းကလေးစားတွင်းအောင်အစာနဲ့အကြောတင်းအကြောတက်စေတဲ့အစားအစာတွေကိုရှောင်ကျဉ်ပေးရမှာပဲဖြစ်ပါတယ်ရှင်ဒုနာနေတဲ့အချိန်မှာဝက်သားပဲသားမှုမြစ်ဝမ်းတွင်းကလေးစားတွင်းအောင်စားအကြောတင်းအကြောတက်စေတဲ့အစားအစာတွေကိုလုံးဝမစားဖို့တိုက်တွန်းချင်ပါတယ်ဒုနာယောဂရှိတဲ့သူတွေအနေနဲ့စောင့်ကြဉ်ပေးရမယ့်အစားအစာတွေကိုသိရှိပြီးတဲ့နောက်မှာတော့ဒုနာယောဂတက်တာပြောက်ကင်းစေဖို့အတွက်ဦးစားပေးပြီးစားသုံးပေးရမယ့်အစားအစာတွေကိုလည်းပြောပြပေးချင်ပါတယ်ရှင်ဒုနာယောဂတက်တာစေဖို့အတွက်ဦးစားပေးပြီးစားသုံးပေးရမယ့်အစားအစာတွေကတော့တရင်ကြီးရွယ်နုနုခွေးတောက်ရွယ်ပူစီနာရွယ်ရုံးပတိသည်လက်ပံပွင့်ဗန္နာစေဖယုံစေနေကြစေနဲ့ငါးမျိုးမျိုးတို့ကိုဦးစားပေးပြီးစားသုံးပေးသင့်ပါတယ်ရှင်ယောဂပျောက်ဖို့အတွက်အစားအသောက်ကလည်းအရေးကြီးတာမို့အခုပြောပြထားတဲ့အစားအစာတွေကိုလည်းနေ့စဉ်အလှည့်ကျစားသုံးသင့်ပါတယ်ဒုနာယောဂအတွက်တက်တာပြောက်ကင်းနိုင်တဲ့ဆေးပင်ဆေးရွက်တွေထဲမှာတရင်ကြီးရွက်ကိုအသုံးပြုပြီးတော့ဒုနာယောဂကုသပုံပြောပြပေးခြင်းပါတယ်ဒုနာယောဂအတွက်တရင်ကြီးကိုအသုံးပြုပြီးတော့ဆေးဝါးပေါ်ဆက်တဲ့အခါပါဝင်တဲ့ပစ္စည်းတွေရတော့တရင်ကြီးရွက်အစိုး30သာကြောင်မန်းရွက်အစိုး30သာဂျင်းအစိုး5ချက်သာစနွေးမုံ5ချက်သာနဲ့စကား5ချက်သာတို့ပါဝင်မှာဖြစ်ပါတယ်ရှင်အခုပြပြပေးခဲ့တဲ့ပါဝင်ပစ္စည်းတွေကိုအသုံးပြုပြီးတော့ဒုနာယောဂအတွက်ဆေးချက်ထုတ်ပြုလုပ်ပေးနိုင်ပါတယ်ဆေးချက်ထုတ်ပြုလုပ်ပုံကတော့ပါဝင်တဲ့ဆေးပစ္စည်းအဆိုတွေကိုစလုံးစကူပြည့်အောင်ထောင်းထားပေးပါထောင်းထားတဲ့ဆေးရွက်အဆိုတွေနဲ့အခြားပါဝင်ပစ္စည်းတွေကိုရောပြီးတော့ပိတ်စာတစ်ခုမှထည့်ပြီးတော့အထုတ်ပြည့်အောင်ထုတ်ထားပေးရမှာပဲဖြစ်ပါတယ်ရှင်ဒါဆိုရင်တော့ဒုနာယောဂအတွက်အသုံးပြုနိုင်တဲ့ဆေးချက်ထုတ်ကိုရရှိပြီဖြစ်ပါတယ်ရှင်အခုပြပြပေးခဲ့တဲ့ပမာဏဟာချက်ထုတ်နှစ်ထုတ်စာအတွက်ပမာဏပဲဖြစ်ပါတယ်ရှင်ဒီဆေးချက်ထုတ်ကိုဒုနာယောဂအတွက်အသုံးပြုပေးနိုင်တယ်လို့လူကြီးပေါင်းယောဂလေးဘက်နာအစိရောင်ယောဂနဲ့လေးဖြတ်လေးငန်းယောဂတို့အတွက်လည်းအသုံးပြုပေးနိုင်ပါတယ်ရှင်ဒါအပြင်နာနေတဲ့ဒုနေရာမှာတရင်ကြီးရွက်ကိုအုပ်ပြီးစီးပေးထားခြင်းအပြင်လည်းဒုနာယောဂကိုတက်တာပြောက်ကင်းစေနိုင်ပါတယ်ရှင်ပါဝင်ပစ္စည်းတွေကလည်းရှာဖွေရလွယ်ကူလို့ဒုနာသမားတွေအနေနဲ့စမ်းသပ်ပြုလုပ်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်အခုဆက်ပြီးတော့ဒုနာယောဂအတွက်အသုံးပြုပေးနိုင်တဲ့တရင်ကြီးရဲ့လိန်စီပြုလုပ်ပုံကိုပြပြပေးချင်ပါတယ်ရှင်ဒီလိန်စီမှာပါဝင်တဲ့စီပစ္စည်းတွေကတော့တရင်ကြီးရွက်အစိုး30သာပယုတ်တစ်ချက်သားမင်းတော်တစ်ချက်သားနဲ့နှမ်းစီ30သားတို့ပါဝင်မှာဖြစ်ပါတယ်ရှင်ဒုနာယောဂအတွက်တရင်ကြီးလိန်စီပြုလုပ်ပုံကတော့ပထမဆုံးအနေနဲ့တရင်ကြီးရွက်အစိုးတွေကိုအညက်တညက်ထောင်းထားပေးပါထောင်းထားတဲ့တရင်ကြီးရွက်တွေနဲ့နှမ်းစီကိုရောပြီးတော့မီးနွေးနွေးနဲ့အနှဲငယ်ကျွတ်လာတဲ့အထိချက်ပေးရမှာဖြစ်ပါတယ်ရှင်ဆေးရွက်တွေအနှဲငယ်ကျွတ်လာတဲ့အခါအစီကိုစစ်ယူပြီးတော့ပယုံနဲ့မင်းတော်ကိုထည့်ပေးရမှာဖြစ်ပါတယ်။ရလာတဲ့ဆေးစီကိုလေလုံးနဲ့ပလင်းလုံးမှာထည့်ပြီးတော့တင်ဆက်ထားပေးရမှာပဲဖြစ်ပါတယ်။ဒါဆိုရင်တော့ဒုနာယောဂအတွက်အသုံးပြုနိုင်တဲ့လိန်ဆေးကိုရရှိပြီဖြစ်ပါတယ်ရှင်။ဒီဆေးကိုတစ်နှစ်နှစ်ကြိမ်လိန်ပေးခြင်းအပြင်ဒုနာဒုကိုက်တဲ့ယောဂကိုသက်သာစေမှာပဲဖြစ်ပါတယ်ရှင်။တဘာဝလိန်ဆေးဖြစ်လို့ဘေးထွက်ဆိုးကျိုးလည်းမရှိပြုလို့ရလဲလွယ်ကူလို့အသုံးပြုသင့်ပါတယ်။ဒုနာယောဂဝေဒနာရှိတဲ့သူတွေအတွက်တစ်ခုတည်းပေးချင်တာကတော့ဒုနာယောဂကိုစနစ်တကျကုသမှုမခံယူခဲ့ဘူးဆိုရင်ဒုအတွင်းအစီခံချောက်တာဒုတွင်းမှာရှိတဲ့အယွတ်နဲ့အဆက်တွေပျက်စီးဆုပ်ပြဲတာဒုစစ်ရဲ့အယိုးပုံမွေးနဲ့အယိုးနုတွေပျက်စီးဆုံးရှုံးတာဒုတွင်းမှာရှိတဲ့အယွတ်နဲ့အဆက်တွေပျက်စီးဆုပ်ပြဲတာဒုစစ်ရဲ့အယိုးပုံမွေးနဲ့အယိုးနုတွေပျက်စီးဆုံးရှုံးပြီးတော့ကုသဖို့ခက်ခဲတဲ့နာရာစီဒုနာယောဂအထိဖြစ်သွားနိုင်ပါတယ်ရှင်ဒါကြောင့်ဒုနာယောဂဖြစ်လာပြီဆိုရင်ပေါ့ပေါ့ဆဆသဘောမထားဘဲနဲ့မှန်ကန်ထိရောက်တဲ့နည်းနဲ့စနစ်တကျကုသမှုခံယူပေးဖို့အကြံပြုပေးချင်ပါတယ်ရှင်။ခုလောက်ဆိုရင်တော့ဒုနာယောဂနဲ့ပတ်သက်ပြီးတော့စောင့်ကြည့်ရန်လိုက်နိုင်ရန်အချက်တွေနဲ့ဒုနာယောဂတက်တာပြောက်ကင်းစေဖို့အတွက်တင်းကြီးရွက်ရဲ့ကောင်းကျိုးအာနိသင်တွေကိုအတန်အသင့်သိရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်။ဒီဗီဒီယိုလေးကအသုံးဝင်နေဆိုရင် like follow လုပ်ဖို့မမေ့ပါနဲ့နော်။
သိထားသင့်တဲ့သူတွေရှိရင် share ပေးခဲ့ပါဦးနောက်ထပ်ကျန်းမာရေးဗဟုသုတတွေကိုဆက်လက်မျှဝေပေးသွားပါမယ်။